Big news for Gmail users. For the first time in the platform's 22-year history, account holders will now be able to change their Gmail address name. မိတ်ဆွေတို့ Gmail account တွေစဖွင့်ကားစားတုန်းကပေါက်ကိရနာမည်တွေနဲ့ဖွင့်ခဲ့တဲ့ mail လိပ်စာကြီးတွေကိုအခုချိန်မှာ professional ကြအသုံးပြုဖို့တောင်းမို့ရင်အများရှိမှထုတ်ပြောဖို့အဆင်မပြေဖြစ်နေလားလက်ရှိအသုံးပြုနေတဲ့ Gmail address ကကိုယ့်ရဲ့နာမည်တွေမွေးသက် grid တွေစတဲ့ personal data တွေသုံးပြီးတော့ဖွင့်ထားမိလို့ပြောင်းချင်နေသလားဒါမှမဟုတ်ရခင်အလုပ်နာမည်တွေကိုနဲ့မသက်ဆိုင်တော့တဲ့အကြောင်းအရာအချက်လက်တွေပါနေတာသဘောမကျလို့ကိုယ့်စိတ်ကြိုက် mail address တခုပြောင်းချင်နေလားဒါဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်ပါလိမ့်မယ် Welcome to Access AI. အားလုံးပဲမင်္ဂလာပါ channel ရဲ့အနေနဲ့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ရှိထားပြီးသားမေးကိုအမည်မကြိုက်လို့အသုံးမပြုချင်သူတွေကိုယ်စိတ်ကြိုက်အမည်တစ်ခုပြောင်းချင်သူတွေမေးရသစ်ပြန်ဖွင့်ဖို့ကြတော့လေ region limitation တွေရှိတာကြောင့်မလို့ဖွင့်ရခက်တာတွေဖွင့်လို့ရပြန်တော့လေခဏလော့ချတာမျိုးတွေနဲ့စိတ်ရှုပ်နေရတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်လိုက်ပါဒါကတော့ Google Product Gmail ကနေပြီးတော့မကြသေးခင်ကာလကမှချပြလာတဲ့ feature အသစ်တစ်ခုဖြစ်တဲ့မေးအဟောင်းကိုလည်းဖျက်เสียရမလို့ပဲနဲ့ Gmail address အသစ်တစ်ခုကို professional ကြအမည်ပြောင်းလဲပြင်နိုင်တဲ့နည်းလမ်းလေးကိုအသေးစိတ်မျှဝေပြပြပေးတော့မှာဖြစ်ပါတယ်ယနေ့ခေတ် social media ကိုအသုံးပြုပြီးတော့လုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေအတွက်အသုံးဝင်တဲ့ AI tools တွေ Canva တို့လို design app တွေပြီးရင် CapCut တို့လို editing app တွေ Premium VPN တွေစတဲ့ subscription တွေကိုဈေးနှုန်းသက်သက်သာနဲ့ယုံကြည်စိတ်ချစွာဝယ်သုံးလို့ရတဲ့နေရာတစ်ခုရှာနေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube channel ကကြည့်ရှုသူတွေအတွက်အဓိကစားပစ်ပေးနေတဲ့ Level Up to Pro ဆိုတဲ့ Telegram channel လေးကိုလမ်းညွှန်ပေးချင်ပါတယ်မိတ်ဆွေအနေနဲ့ Premium subscription တစ်ခုခုဝယ်သုံးချင်တယ်ဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ Pro 2 ရေဆိုတဲ့ promo code လေးကိုပြောပြီးတော့ဝယ်ယူနိုင်ပါတယ်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပါ Mail address အသစ်တစ်ခုဘယ်လိုပြောင်းရမလဲဆိုတာမပြောခင်မှာအခုလို Mail address name အသစ်တစ်ခုပြောင်းလဲလိုက်လို့လက်ရှိသုံးနေတဲ့ mail လိပ်စာကပျောက်သွားမှာလားဒါမှမဟုတ်လက်ရှိ login လုပ်ပြီးတော့သုံးနေတဲ့ website တွေ application တွေ account တွေရောပြတ်သွားမလားဆိုပြီးစိုးနေစရာမလိုတော့ပါဘူး။ဘာလို့လဲဆိုတော့ Google ကကျွန်တော်တို့အသုံးပြုနေတဲ့ mail အဟောင်းကိုဖျက်ပစ်မှာမဟုတ်ဘဲနဲ့ alternate mail အဖြစ်အလိုအလျောက်ပြောင်းလဲပေးထားမှာဖြစ်လို့ပါ။ပြောင်းလဲလိုက်တဲ့ mail အသစ်ကတော့ primary mail အနေနဲ့အဓိကရှိနေမှာဖြစ်ပါတယ်။ဆိုလိုတာက inbox တစ်ခုထဲမှာတဲ့ mail လိပ်စာနှစ်ခုလုံးနဲ့အလုပ်လုပ်သွားမှာဖြစ်ပြီးတော့ mail အဟောင်းစီကိုပို့သမျှအရာတွေရော mail အသစ်စီကိုဝင်လာသမျှအရာတွေရော inbox တစ်ခုထဲမှာတိုက်ရိုက်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဘာမှဆုံးရှုံးသွားတာမရှိဘဲနဲ့ကိုယ်စိတ်ကြိုက် mail အသစ်တစ်ခုကိုအလွယ်တကူပဲပြောင်းလဲပစ်နိုင်မှာပါ။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုလိုက်ပါကြည့်ရှုလုပ်ဆောင်လိုက်ရအောင်ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ browser ကနေပြီးတော့ကိုအမည်ပြောင်းခြင်းတဲ့ account ကို sign in ဝင်လိုက်ပါကျွန်တော်ကတော့ဒီမှာ sign in ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်း browser လေးကိုဝင်လိုက်ပါပြီးရင်တော့အခုညာဘက်အပေါ်တောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့ profile account button လေးကိုတစ်ချက်နှိပ်လိုက်ပါဒီအပေါ်က profile ကိုပဲနှိပ်ဒီအောက်မှာရှိနေတဲ့ profile ကိုပဲနှိပ်ကိုကြိုက်တာကိုနှိပ်လိုက်လို့ရပါတယ်ပြီးရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ manage your Google account ဆိုတာကိုနှိပ်ပေးလိုက်ရမှာပါဒီနေရာကိုရောက်သွားပြီဆိုရင်တော့အခုဒီဘယ်ဘက်ဘေးမှာရှိတဲ့ menu bar မှာ profile info ဆိုတာလေးတွေကိုဝင်လိုက်ရမှာပါဒီမှာဆိုရင် profile information တွေများစွာရှိတဲ့ထဲကနေပြီးတော့ email ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ email ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့နောက်ထပ်နေရာကိုရောက်သွားပါပြီဒီနေရာကိုရောက်သွားပြီဆိုရင်တော့မိတ်ဆွေတို့ရဲ့ account က Gmail new address အသစ်တစ်ခုပြောင်းလဲခွင့်ရမရဆိုတာကိုအရင်စစ်ကြည့်ရမှာပါအခုဒီမှာအပေါ်ဆုံးမှာတွေ့နေရတဲ့ Google account email ဆိုတဲ့နေရာကိုကြည့်ကြည့်ပါကိုယ့်ရဲ့ mail address ကဘေးမှာအခုလိုမြားလေးပေါ်နေတယ်ဆိုရင်တော့ပြောင်းလဲလို့ရတဲ့ account ဖြစ်ပါတယ်အကယ်၍ဒီနေရာမှာအခုလိုမျိုးမြားလေးမပေါ်သေးဘူးဆိုရင်တော့အခုလောလောဆယ်ပြောင်းလဲခွင့်မရသေးတဲ့ account မလို့အခုလိုမျိုး you can't change this address ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ဒီ feature ဟာ2026 March လလောက်ကစတင်ပြီးတော့ launch လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ account အားလုံး access မရသေးတာမျိုးတွေရှိနေတာပါစချင်းတုန်းကဆိုရင် US account တွေသာပြောင်းလဲခွင့်ရပြီးတော့အခုချိန်မှာတော့တော်တော်များများပြောင်းလဲလို့ရနေပါပြီဒါကြောင့်အကယ်၍မိတ်ဆွေ account မှာအခုလိုမရသေးဘူးဆိုရင်လည်းတစ်ပတ်နှစ်ပတ်လောက်စောင့်ကြည့်ပြီးတော့မှပြန်စစ်ကြည့်ပါနောက်တစ်ခုကဒီ feature အသစ်ဟာ @gmail.com နဲ့စုံတဲ့ personal account တွေမှာသာရတာဖြစ်ပြီးတော့မိတ်ဆွေက company ကနေဖွင့်ထားတဲ့ Google Workspace account ကိုသုံးနေတယ်ဆိုရင်တော့ email လိပ်စာပြောင်းဖို့ရမရကိုမိတ်ဆွေရဲ့ company Workspace admin ကိုအရင်ဆုံးဆက်သွယ်ကြည့်ပါအခုကျွန်တော်ရဲ့ဒီ account မှာဆိုရင်တော့အခုလိုမျိုးမြားလေးပေါ်နေတာဖြစ်တဲ့ကြောင့်မို့ account ကပြောင်းလို့ရနေပါတယ်ဒီဘေးမှာရှိတဲ့မြားလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်ကိုက two factor verification တွေပါခံထားတယ်ဆိုရင်တော့ကိုယ်တိုင်ဝင်ရောက်တာဖြစ်ကြောင်းဒီမှာ confirm လုပ်ပေးရမှာပါပြီးရင်တော့အခုလိုမြင်တွေ့နေရတဲ့နေရာကိုရောက်သွားပါလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်အကောင့်မှာပြောင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုး change Google account email ဆိုတာလေးပေါ်နေပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ account လိပ်စာအမည်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့သူ့ဘက်ကတည်တင်တာတွေကိုဒီမှာတစ်ခါတည်းဖော်ပြပေးထားပါတယ်အခုလိုမျိုး Gmail address အသစ်တစ်ခုပြောင်းလဲခြင်းက account ဟောင်းထဲမှာရှိနေတဲ့ပုံတွေစာတွေဘာမှထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ဒီမှာပြပြထားပါတယ်လက်ရှိအသုံးပြုနေတဲ့ third party apps တွေမှာဆိုရင်လည်းပဲတချို့ app တွေမှာတော့ mail အသစ်ကိုပြောင်းသွားတာရှိတယ်လို့တချို့ app တွေမှာတော့ mail အဟောင်းနဲ့ပဲ
လည်းကြန့်ရှိနေမယ်လို့လည်းပြောထားပါတယ်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲ mail အဟောင်းစီကိုပို့လိုက်တာရော mail အသစ်စီဝင်လာတာတွေရောအကုန်လုံး inbox တစ်ခုထဲမှာရှိနေမှာပါနောက်ထပ်ဒီမှာအရေးကြီးတာတစ်ချက်ကတော့အကောင့်အဟောင်းကိုပြန်သုံးခြင်းရင်ကြိုက်တဲ့အချိန်ပြန်ပြောင်းလို့ရနေပြီးတော့အခုပြောင်းလဲလိုက်မဲ့အသစ်ကိုတော့ဒီလိုမျိုး mail လိပ်စာအသစ်ပြောင်းလဲခြင်းကိုတစ်နှစ်မှာတစ်ချိန်သာလင်ပြောင်းလို့ရမယ်လို့ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ပြောင်းခြင်းနဲ့ mail လိပ်စာနာမည်အသစ်တစ်ခုကိုသေချာစဉ်းစားရွေးချယ်ပြီးမှသာပြောင်းဖို့အကြံပြုချင်ပါတယ်ကိုယ့်ဘက်ကနေပြောင်းလဲမဲ့ mail နာမည်အသစ်လေးရပြီဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့နေရာမှာရိုက်ထည့်ပေးလိုက်ရမှာပါဒီမှာဆိုရင်ကိုထည့်လိုက်တဲ့အမည်ကတခြားသူယူပြီးသားဖြစ်နေတယ်ဆိုရင်အခုလိုမျိုးအနီရောင်လေးနဲ့ဖော်ပြနေမှာဖြစ်ပြီးတော့ဒါကြောင့်မလို့ဘယ်သူမှလည်းမယူထားသေးတာကိုယ်စိတ်ကြိုက်လည်းဖြစ်တဲ့ professional ကြကြ mail လိပ်စာအသစ်တစ်ခုကိုဒီမှာထည့်ပေးပြီးတော့ဒီဘက်ဘေးမှာရှိတဲ့ chain email ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့အခုလိုမျိုး box လေးတစ်ခုကြာလာပြီးတော့ဒီအမည်ကိုပြောင်းကျင်တာသေချာလားဆိုပြီးတော့အတည်ပြုချက်တောင်းလာပါလိမ့်မယ်ဒီဘက်မှာရှိတဲ့ yes chain email ဆိုတာကိုနှိပ်ပေးလိုက်အောင်ပါဒါဆိုရင်တော့အားလုံးပြီးတော့ပါပြီဒီမှာဆိုရင်တော့အခုလိုမျိုး mail အသစ်လေးပြောင်းသွားတာကိုမိတ်ဆွေတို့မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရခင်အသုံးပြုထားတဲ့ mail အဟောင်းကဒီအောက်နားကိုဆက်သွားလိုက်ရင်alternate email ဆိုတဲ့နေရာမှာဆက်ပြီးတော့ရှိနေမှာပါဒါကြောင့်မလို့ mail အဟောင်းစီမှာပို့တဲ့အရာတွေရောအခုပြောင်းလဲလိုက်တဲ့ mail အသစ်စီမှာဝင်လာတဲ့အရာတွေရောကကျွန်တော်တို့ရဲ့ inbox ထဲမှာပဲအကုန်လုံးရှိနေမှာဖြစ်ပါတယ်အခုဆိုရင်မိတ်ဆွေအနေနဲ့ inbox တစ်ခုထဲမှာပဲလိပ်စာ2ခုရရှိသွားပါပြီလက်ရှိအသုံးပြုနေတဲ့ third party app တွေနဲ့လည်းအကောင့်အဟောင်းကိုဆက်သုံးလို့ရတယ်လို့ရှေ့လျှောက်အသုံးပြုမဲ့အလုပ်တွေမှာဆိုရင်လည်းအပြောင်းလိုက်တဲ့ email လိပ်စာအသစ်တစ်ခုကိုပေးပြီးတော့ professional ကြကြဆက်သွယ်အသုံးပြုနိုင်ပါပြီဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်လည်းအကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်အခုပဲမိတ်ဆွေရဲ့ Gmail ထဲမှာဒီ feature လေးရနေပြီလားဆိုတာကိုဝင်စစ်ကြည့်ပြီးတော့မိတ်ဆွေတို့စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်အခြားကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေသိရှိရအောင်လည်းမျှဝေပေးသွားလို့ရပါတယ်နောက်ထပ်လည်းအားလုံးအတွက်အကျိုးရှိအသုံးဝင်စေမယ့်အကြောင်းအရာလေးတွေ tutorial ဗီဒီယိုလေးတွေကိုရှာဖွေမျှဝေပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြိုပါမယ်